အဲ့ဒီမှာဘုရားလောင်းကလည်းရွဲဆိုပြီးတော့ဝင်လာတော့အဲ့ဒီကလေးမလေးကဒီရွဲကိုအသေးအတန်ဝစ်ဆင်ခြင်းနေတာဆိုတော့ကိုင်းခြင်းနေတာဆိုတော့လှမ်းကြည့်တယ်ဟောဒီရွဲကုန်တဲ့ကတော့သဘောကောင်းပုံရတယ်အဲ့ဒါနဲ့သူ့အမေကြီးကိုခေါ်အဘွားလာပါဦးဘာလဲနင်ထပ်ပြီးတော့ဝဲခြင်းမြန်ပြီလားစောစောတုန်းကတို့ကိုပိုးစိုးပက်ဆက်ပြောသွားတာမကြားဘူးလားငါရှက်တယ်ဝဲမပေးနိုင်ဘူးနေပါဦးတဲ့စောစောကရွဲကုန်တယ်နဲ့မတူပါဘူးဒါနည်းနည်းလေးသဘောကောင်းပုံရပါတယ်အဲ့ဒါနဲ့ကလေးမလေးကအပြောကောင်းတော့ဘွားကြီးကလည်းရက်ကန်နဲ့ပါလာအဲ့ဒါနဲ့ခုနခွက်ကြီးနဲ့ပဲဝဲကြပြန်ရောဝဲတော့ဖះလောင်းကအဲ့ဒီမှာမှတ်ကြောက်ကလေးအသာတင်ပြီးတော့ချစ်ကြည့်လိုက်တော့ဒါရွှေခွက်လို့သိတယ်ကံကောင်းခြင်းသူ့ရဲ့လက်ဖွားပေါ်မှာရောက်လာပြီနော်စောစောကလုံကလည်းရောက်တာပဲနော်အခုဖះလောင်းကတော့ဘလို့အသုံးချမလဲသူ့ရဲ့မူရင်းစိတ်ဓာတ်ကဘလို့ရှိသလဲသူ့ရဲ့မူရင်းစိတ်ဓာတ်ကအဖွာတဲ့ဒါတသိန်းတန်နဲ့ရွှေခွက်ကြီးပဲတဲ့ကျွန်တော်မှဒီပစ္စည်းနဲ့တန်နဲ့ဒီပစ္စည်းနဲ့လဲရလောက်အောင်ထိုက်တန်တဲ့ပစ္စည်းမပါပါဘူးတဲ့ဘလောက်ယိုသားလဲဒါပေမဲ့ဒီဇတ်တော်ကြီးကိုဦးဇင်းတို့မြတ်စွာဘုရားကယိုသားမှုရဲ့ဂုဏ်ကိုပေါ်စေခြင်းလို့ဟောတာမဟုတ်ဘူးရလာတဲ့အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးသွားရင်ကြီးကျယ်တဲ့ဒုက္ခတွေကြီးကျယ်တဲ့ပူလောင်မှုတွေတွေ့ရတတ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့သင်္ကန်းစာရစေခြင်းလို့ဟောတာဒါပေမဲ့ဒီမှာယိုသားမှုကိုလည်းတွေ့ရတယ်သူ့ရဲ့စိတ်ဓာတ်ကလေးဒါနဲ့ထိုက်တန်တဲ့ပစ္စည်းသူ့မှာပါလေမပါပါဘူးတဲ့အဲ့ဒီလိုပြောတော့ဘွားကြီးကအံ့ဩတယ်အမောင်းတဲ့စောစောကလူကပဲဝက်တောင်မတန်ဘူးဆိုပြီးအဖွားတို့ကိုမှုချိုးမြစ်ချိုးပြောပြီးတော့သွားတာတဲ့ဒီရွှေခွက်ကြီးကမောင်ရဲ့ဘုံကံကြောင့်ရွှေခွက်ဖြစ်သွားတာနဲ့တူတယ်တဲ့စောစောကပဲဝက်တောင်မတန်ဘူးတဲ့အခုရွှေခွက်ဖြစ်သွားတာမောင်ကံကြောင့်ဖြစ်သွားတာအဲ့ဒါငါမြေးကလေးပန်ဖို့ရွဲတကုန်းနှစ်ကုန်းရရင်တော်ပြီတဲ့အဖွားကြီးကလည်းပြတ်သားတယ်နော်အဲ့ဒီတော့ဘုရားလောင်းကတောင်းပန်တယ်မယူဘုရားရှင်နဲ့ဒါနဲ့တန်တာမပါဘူးအဲ့ဒီမှာဘွားကြီးကလည်းပြုံးရွှင်ပြီးတော့သဘောကျတာပေါ့ယူသားတဲ့လူနဲ့တွေ့တော့ဒီရွှေခွက်ကြီးကိုယူသားသွားအဲ့ဒီမှာဘုရားလောင်းကဂိုင်းအဲ့လိုဆိုလို့ရှိရင်ကျွန်တော်မှရွဲရောင်းပြီးသားအသပြာ900ရှိတယ်ဟောဒီမရောင်းရသေးတဲ့ပစ္စည်းတွေကိုအကုန်တွက်ချက်လိုက်တော့လေအသပြာ900ဘိုးလောက်ရှိတယ်အဲ့တော့ဒီရွဲအထမ်းကြီးလိုက်အသပြာ900လည်းသူတို့ကိုပေးထားခဲ့တယ်ရွဲအထမ်းကြီးလိုက်အကုန်လည်းပေးတယ်ဘာယူသွားတော့ဆိုတော့ချိန်ဝင်ကလေးရေအဖွားတဲ့အဲ့ဒီတဲကရှစ်အသပြာပြန်ပေးပါဦးဟိုဘက်ကိုမြစ်ကိုကူးဖို့အတွက်ကြောကမရှိလို့အဲ့ဒီရှစ်အသပြာရေသူ့ရဲ့ချိန်ဝင်ရေဒါလေးပဲပြန်တောင်းပြီးတော့လွယ်အိတ်ကလေးရေဒါလေးကိုပဲယူသွားပြီးတော့အကုန်လုံးပါဖြစ်ထားတော့ပေးထားခဲ့တယ်အဲ့ဒါအဖွားကြီးကလည်းငွေ900လည်းရတယ်ရွဲတွေလည်းအကုန်လုံးရတယ်ဆိုတော့သူတို့လည်းပြောပြီးတော့နေရရောအဲ့ဒါနဲ့မြစ်စိတ်လည်းရောက်တော့ကြောသမားကိုရှစ်အသပြာအကုန်ပေးပြီးတော့ဂိုင်းအော်ဒါတစ်ခါတည်းငှားသွားတာဘယ်သူမှမတင်တော့မြန်ကူးဆိုပြီးတော့ဟိုဘက်ကန်းကိုကူးသွားမြစ်တဝက်လောက်လဲနေရောတဝက်လောက်လဲရောက်ရောနောက်ကနေအော်တန်ကြားတယ်ဟေးကြောတဲ့ရက်ပါအောင်ဘယ်သူအော်နေတာလဲဆိုတော့သေရိဝရွဲကုန်တယ်ကအော်နေတာအဲ့ဒီမှာဘုရားလောင်းကမရက်နဲ့မင်းကငါအရှိတပြာပေးပြီးတော့ခေါ်လာတာလှေသမားကလည်းမရက်ဘူးဆက်လှော်သွားတာဘာကိစ္စနဲ့သူကရောက်လာတာလဲဆိုတော့ပေးသက်ပေါင်းသူတော်ကောင်းတို့သိပြီးသားဟုတ်လားတစ်ခေါက်ပြန်လာပြီနော်နောက်တစ်ခေါက်ကြာမှရွဲလေးတစ်လုံးနှလုံးပေးမယ်ဒီတစ်ခေါက်ကတော့ဟန်လုတ်ပြီးတော့ရေးတယ်တို့ရဲ့ဆိုင်ပေါ့ဗျာဟုတ်လားဟန်လုတ်ပြီးတော့နေလိုက်တာအဲ့ဒါနောက်တစ်ခေါက်ပြန်လာတယ်အဲ့ဒီမှာကလေးလေးကအိမ်ရှိမှာရွဲတွေလည်းဝင်းလို့သူမျက်လုံးပြူသွားတယ်ခုနတုန်းကငါနဲ့လဲမယ်ဆိုတဲ့အခွက်ယူခဲ့လေအဲ့ဒီတော့အဖွားကြီးကအိမ်ထဲကထွက်လာပြီးတော့စားထဲမှာတော့ဆဲတယ်လို့ဆိုတယ်ဟုတ်လားသူတော်တော်စိတ်နာသွားတာနေမှာပေါ့မင်းတဲ့တော်တော်ရုပ်မာတဲ့လူပဲအဲ့ဒီခွက်ကိုနောက်ရောက်လာတဲ့ဂုံတွေကအသပြာ3သိန်းတန်တယ်ဆိုပြီးတော့တို့ကိုငွေ1000ပေးသွားတယ်ငွေ900နဲ့ရွေ900ဘို့အဲ့ဒီလိုပြောပြီးတော့စူဆဲပြီးတော့လွတ်လိုက်တော့အဲ့ဒီကြတော့မှငါတော့အလွဲကြီးလွဲပြီတော်တော်ကြီးထိတ်လန့်သွားတယ်တုန်လှုပ်သွားတယ်စောတော်တုန်းကသူပြစ်ချလိုက်တဲ့ရွှေခွက်ကြီးဟာသူ့စိတ်ထဲကမထွက်ဘူးနော်အဲ့ဒါကြီး तू မရနိုင်တော့ဘူးဆိုတာလဲသိလိုက်ရောမရနိုင်တော့ဘူးဆိုတာလဲသိလိုက်ရောစိတ်တွေလုံးဝ तू ရောက်ရက်ခတ်ပြီးတော့တွေးရင်နဲ့စိတ်ကအင်မတန်ပူးလာတယ်ပူးလာတော့ तू ဘာလုပ်တုံဆိုတော့ယူကျုံမရထောက်တီရမရအိမ်တရေမရ
ရွယ်တောင်းထဲမှာရှိတဲ့ရွယ်တွေကိုအကုန်လုံးပြစ်ကျဲလိုက်တယ်လမ်းပေါ်ကြိုက်တဲ့လူယူနော်တောင်းတွေပါတွေအကုန်လွှင့်ပစ်လိုက်တယ်ထိုးပြားတွေပါတွေအကုန်လွှင့်ပစ်လိုက်တယ်လွှင့်ပစ်ပြီးတော့သူ့ရဲ့အပေါ်ယုံကိုလည်းပစ်လိုက်တယ်ပစ်လိုက်ပြီးတော့သူဘာယူတော့ဆိုတော့အဲ့ဒီသူတို့ချိန်နဲ့ချိန်ဝင်ကိုအယိုးကိုသူကလက်နဲ့တပွဲလုတ်ပြီးတော့အဲ့ဒီကုံတယ်ဘယ်သွားလဲလို့မေးတာအဲ့ဒီကုံတယ်ဒီကအတင်းအကျပ်လိုက်လို့မှာစောသောတုန်းကအကြီးအသားတစ်ခုနှစ်ခုပေးလိုက်ရင်ရမဲ့ကိစ္စကိုအခုကြတော့အကျဉ်းပဒံလုံးမှရမဲ့အနေအထားမျိုးလို့ तू ထင်သွားပြန်ပြီနော်အေးအဲ့ဒါနဲ့ तू လိုက်သွားတယ်လိုက်တော့မျက်စိရောက်တော့မှီသေးလားမမှီတော့ဘူးမမှီတော့ဟေးရပ်ပါဟိုကလည်းမရက်ဘူးဆက်သွားတယ်အဲ့ဒီမှာသွားပြီလွဲပြီတဖြည်းဖြည်းနဲ့ဝေးသွားပြီလေဝေးသွားပြီလေအဲ့ဒီဝေးလေသွားပြီသေချာသွားပြီဒါဘယ်လိုမှမရနိုင်တော့ဘူးဆုံးဖြတ်ချက်ကျသွားပြီအိမ်ကလိုက်လာတော့ကတော့အဲ့ဒီလူနဲ့တွေ့ရင်ဒါငါအရင်တွေ့တာဆိုပြီးတော့ဖြည့်ရှင်းပြီးတော့ရယူမယ်ဆိုရင်ယူလို့ရလောက်သေးတယ်ဆိုတဲ့အတွေးလေးကနည်းနည်းရှိနေသေးတော့အမြင်ကလေးကမပြတ်သေးဘူးလေအခုဟိုရွဲကုန်တဲ့ကမရက်တော့ဘူးဟိုဘက်ကရောက်တော့မယ်ဆိုတော့ဆုံးဖြတ်ချက်ကျသွားပြီငါမရနိုင်တော့ဘူးငါမရနိုင်တော့ဘူးဆိုတဲ့အသည့်သည်သူ့ရဲ့စိတ်နှလုံးကိုအပြင်းအထန်ရိုက်ခတ်ပြီးတော့ဒီပါဇက်ကနေပြီးတော့သွေးတွေထွက်လာတယ်စိတ်ကလည်းကြောက်စရာကောင်းတယ်နော်ပါဇက်ကနေသွေးထွက်လာတယ်သွေးအံတယ်ပေါ့အဲ့ဒီကအံလုံးမကအံပူလုံးမကပူတော့အဲ့ဒီနှလုံးကကွဲတောင်ကွဲသွားတယ်အထဲထဲမှာကွဲပြီးတော့အဲ့ဒီနားရင်လဲပြီးတော့သေရတယ်မသေးခင်မှာ तू ဘာလုပ်သွားသေးလဲဆိုတော့အဲ့ဒီရွှေခွက်ရသွားတဲ့ကုံတွေကိုအမုံကြီးမုံသွားတယ်ငါလက်ထဲကလူသွားတာအဲ့ဒီမှာပထမဦးဆုံးဦးဇင်းတို့ရဲ့ဘုရားအလောင်းကိုဒေဝရတ်အလောင်းရဲ့ရံညိုးဖွဲ့ခြင်းတဲ့ပထမဦးဆုံးအဲ့ဒီကစပြီးတော့မုံသွားတာနောက်ဘဝတိုင်းတွေ့တိုင်းသူမေတ္တာမဖြစ်နိုင်ဘူးဘယ်လောက်ထိမုံသွားတော့ဆိုတော့ဦးဇင်းတို့အခုဘုရားဖြစ်ပြီဆိုတော့ကြောက်တုံးနေလှိမ့်ချမ်းပြီးတော့တတ်တယ်စိတ်လူးများတွေနဲ့ပြစ်ခိုင်းတယ်ဆင်းနေနဲ့နင်းခိုင်းတယ်နောက်ဆုံးအမျိုးမျိုးတန်ဃာကိုသင်ခွဲပြီးတော့အခုဘယ်ရောက်သွားတော့အဝိဇ္ဇိမှရှိနေတယ်